အားလုံးပဲမင်္ဂလာပါခင်ဗျာ Liverpool H 200 channel ကနေကြိုဆိုပါရစေကျွန်တော်ဒီနေ့တင်ဆက်သွားမယ့်အကြောင်းအရာတော့ဒီ Arne Slot အကြောင်းပေါ့နော် Arne Slot ပြီးခဲ့တဲ့ရာသီမှာဘာတွေလှုပ်ဆောင်ခဲ့လဲဒီရာသီမှာဘယ်လို PR နဲ့ရင်ဆိုင်နေရလဲဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပထမဆုံးပြောချင်တာကဒီပရိသတ်တွေကြားထဲမှာလဲဒီ Liverpool အသင်းပရိသတ်မဟုတ်တဲ့တခြားပရိသတ်တွေကဟိုဒီ Arne Slot အပေါ်မှာအထင်မြင်သေးမှုတွေရှိတယ်ပေါ့နော်ဒီ Jan Klot ထားခဲ့တဲ့အသင်းကိုအသင်သားအရန်သားအတုံးဆွဲပြီးတော့ဖလားယူခဲ့တာသူ့အရေးချင်းမဟုတ်ဘူးကံကောင်းလို့ဖလားရတာဒီရာသီကမှသူ့အရေးချင်းအဆက်မှန်ကိုစောင့်ကြည့်ရမှာဆိုတော့ narrative တွေအကြောင်းကတော့ကျွန်တော်ပြီးခဲ့တဲ့ရာသီတွေကလည်းအများကြီးပြောခဲ့ပြီးဖြစ်တဲ့အတွက်အဲ့အကြောင်းတွေတော့ထပ်ပြီးတော့ကျွန်တော်ဟိုဖန်တရားအောင်ထပ်ပြီးမပြောချင်တော့ဘူးပေါ့နော်အဲ့တော့ဟိုဒီမှာတော်တော်လေး logic တစ်ခုကျွန်တော်ပြောပြရရင်တော့ပြီးခဲ့တဲ့ရာသီကကံကောင်းလို့ဖလားရတာဆိုရင်ဒီရာသီဖလားမရရင်ကန်ဆိုးလို့ကျွန်တော်ဒီလိုပဲပြောရမယ်ဒါ logically ကျွန်တော်ပြောပြတဲ့အကြောင်းအရာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာတင်ဆက်သွားမယ့်အကြောင်းအရာက Arne Slot ပြီးခဲ့တဲ့ရာသီကဘာတွေလုပ်ခဲ့လဲဆိုတာကိုချိန်ပြီးတော့ဒီရာသီမှာဘယ်လိုအခက်အခဲတွေရင်ဆိုင်နေရလဲArne Slot ပြီးခဲ့တဲ့ရာသီက club ထားခဲ့တဲ့လူစင်းကိုဘယ်လိုအသုံးချလဲ club ရဲ့ထားခဲ့တဲ့လူတွေမှန်ပေမဲ့နီးဗျူဟာတွေရောတူလား ideology တူလား philosophy တူလားဒါတွေကိုကျွန်တော်အတူကျုံးလေးပေါ့နော်ကျွန်တော်ရှင်းပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့အခုလက်ရှိအချိန်အနေနဲ့ပြောရရင် Arne Slot ရဲ့ဒုတိယမြောက်ရာသီArne Slot ရဲ့ဒုတိယမြောက်နီးဗျူဟာရန်ကလော့ထားခဲ့တဲ့နီးဗျူဟာနဲ့ပြီးခဲ့တဲ့ရာသီ Arne Slot ကျင့်သုံးတဲ့နီးဗျူဟာနဲ့မတူပါဘူးArne Slot ဒီရန်ကလော့နဲ့မတူတော့နီးဗျူဟာနှစ်ခုစီဇန်နှစ်ခုကိုဖြတ်သန်းနေတယ်ပြီးခဲ့တဲ့ရာသီမှာတော့အဆင်ပြေချောမွေ့တယ်လို့ပြောလို့ရပြီးတော့ Premier League ဖလားရယူခဲ့တယ်နောက်ထပ်အောင်မြင်မှုအမြင့်ဆုံးဆိုရင်တော့ဒီ Carabao Cup Final ရောက်ခဲ့တယ်ပေါ့ဒီရာသီမှာတော့နောက်ထပ်နီးဗျူဟာတစ်ခုကိုသူထပ်ပြီးတော့အပြောင်းလဲလုပ်ရတယ်အဲ့ဒီအပြောင်းလဲမှာတော့ Liverpool ကဟန်ချက်ကိုတီစတောက်ဖို့လိုအပ်နေသေးတယ်ဟန်ချက်ရဖို့ရှာဖွေနေရသေးတယ်ပေါ့အဲ့တော့ပြီးခဲ့တဲ့ရာသီကဘာတွေလုပ်ခဲ့လဲဆိုတာကိုခြေရပြန်ကောက်ကြည့်ရင်ကျွန်တော်တို့ကဒီဘောလုံးလောကမှာပေါ့နော်ဟို Liverpool ကစားနေတယ်ဒီ Liverpool ကစားနေတဲ့ဘောလုံးဒီ Newcastle ကစားနေတဲ့ဘောလုံးဒီဘုံမောက်ကစားနေတဲ့ဘောလုံးကမှ model football ပါဆိုပြီးတော့ပြီးခဲ့တဲ့ရာသီက Pep Guardiola ကဝန်ခံခဲ့တယ်ပေါ့နော်ဒီဘာလို့အဲ့လိုမျိုးဝန်ခံလဲဆိုတော့လက်ရှိ trend ကိုဥဆောင်သွားပြီလို့ပြောလို့ရတဲ့ဒီ ideology တခုနီးဗျူဟာတခု Arne Slot ကတကယ်ကိုဥဆောင်ပြီးတော့ကျင့်သုံးကစားပြသွားတယ်အဲ့ဒါဘာလဲဆိုတော့ဒီဘောလုံးမှာကကျွန်တော်တို့ဂိုင်းနှစ်ဂိုင်းရှိတယ်ပေါ့နော်ကျွန်တော်ပြောမှဆို the order လို့ကျွန်တော်တို့တခုခေါ်မယ် the order ဆိုတာကဘာလဲဆိုတော့အမိန့်ပေါ့အမိန့်ရှိမယ်ဒီဘက်မှာဒီ chaos ဖြစ်တယ်ဆိုတာရှိမယ် chaos ကကြတော့ဒီ player ကိုကျွန်တော်တို့ကိုစားပြုမယ်ပေါ့နော်ဒီ player ရဲ့ technical ability နဲ့သူတရင်ကအတွင်းမှာပေါ်လာတဲ့အတွေးတွေအများကြီးတွေကမှသူလှုပ်ချင်တဲ့ဥစ္စာလေးတွေကိုလှုပ်ပြီးတော့ဆက်လက်ပေါ်လာတဲ့ option တွေကိုအစားသုံးရတဲ့ပုံစံမျိုးပေါ့ chaotic ရှိမယ်ဒီမှာ chaos ရှိမယ်ဒီဘက်မှာ the order ရှိမယ်အဲ့ဂိုင်းနှစ်ဂိုင်းကဒီကျွန်တော်တို့တောက်လျှောက်ကြည့်လာတဲ့ဒီဘောလုံးလောကမှာလုံးဝစန့်ကျင်ဘက်ဂိုင်းလုံးဝစီနဲ့ရေလိုပဲရောရှက်လို့မရဘူးဆိုတဲ့ဂိုင်းအဲ့ဒါကဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဒီ order ဘက်မှာဆိုရင်ကျွန်တော်တို့ Pep Guardiola ရှိမယ်ပေါ့နော်ရှေ့ကနီးပြတွေလည်းရှိပါတယ်ကျွန်တော်အများကြီးတော့မပြောတော့ဘူး Pep Guardiola ရှိမယ်ဒီ Luis Van Gaal ရှိမယ်အခုနောက်ပိုင်းဆိုဒီ Pep Guardiola ရဲ့လက်ကနေထွက်တဲ့ဒီ Enzo Maresca တို့Mikel Arteta တို့ရှိမယ်ဒီဘက်မှာကျတော့ဒီကစားသမားတွေရဲ့အရေးချင်းကိုအသုံးပြုပြီး chaos ဖြစ်ပြီးတော့မူတည်ပြီးတော့ဒီကျုံလိုပုံစံမျိုးဒီကစားသမားတွေအရေးချင်းကိုအမိပြုတ်ပြီးတော့ system တစ်ခုကိုဟိုရန်ပြီးတဲ့နီးပြတွေပေါ့ Ancelotti တို့ဒီ Arsene Wenger တို့ရှိတယ်အဲ့နှစ်ခုကလုံးဝကိုရောရှက်လို့မရတဲ့ပုံစံမျိုးကျွန်တော်တို့ခိုင်းနိုင်ပြီးပြောမယ်ဆိုရင်ဒီ Harry Potter ဆိုအားလုံးကြည့်လို့ကြမှာထင်ပါတယ်ဒီ J.K. Rowling ရဲ့စာအုပ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒီ Hogwarts ဆိုတဲ့စုံတက်လို့ရှိမယ်ပေါ့အဲ့စုံတက်ကတူမှာဘာအကြောင်းအရာရှိလဲဆိုတော့ဒီဆုံးတယောက်ပေါ့နော်အဲ့ဆုံးတယောက်ရဲ့အဖေနဲ့အမေမိဘနှစ်ပါးကဆုံးဆက်ဆက်တွေဟုတ်လားဒါမှမဟုတ်ရင်ဟိုမိခင်ကတော့ဟိုဆုံးအဖေကတာမန်လူအဲ့နှစ်ယောက်ညားပြီးတော့မွေးဖွားလာတဲ့ကလေးကိုကျွန်တော်တို့ကမဂယ်သွေးနှောသူလို့ခေါ်တယ်ဒီဆုံးကဘာမှာမဂယ်ဆိုတာဒီတာမန်လူပေါ့နော်ဒီဆုံးမဟုတ်ဘူးဆုံးပညာလုံးဝမရှိဘူးဒါပေမဲ့အဲ့မဂယ်ကိုကျွန်တော်တို့ဒီဆုံးတက်ကျွမ်းတဲ့လူကချစ်ကြိုက်ပြီးတော့ညားပြီးတော့ယူပြီးတော့မွေးဖွားလာတဲ့ကလေးကိုကျွန်တော်တို့ကမကဲသွေးနှောသူလို့ခေါ်တယ်အဲ့ဒီမှာကျွန်တော်တို့ကဒီ Voldemort ပေါ့နော်ဒီ Tom Riddle ဒီ Voldemort ဆိုရင်လေဒါသူ့အဖေကဒီမကဲဒီတာမန်လူပေါ့နော်သူ့အမေကတော့ဒီစုံသူ့စက်ကြောင်းလေးကကျတော့ဘယ်လိုလဲဆိုတော့သူ့အဖေကို
သူ့အဖေကိုသူ့အမေကကြိုက်တဲ့အခါကျတော့စုံးပညာနဲ့ဒီ PR ဈေး portion set ပြတ်မှာပါတယ် PR ဈေးခတ်ပြီးသူ့တာမန်လူသူ့အဖေကိုခတ်ပြီးတော့သူ့အမေကယူခဲ့တယ်လက်ထပ်ခဲ့တယ် Vodamat ဆိုတဲ့ဒီ Tonrette ဆိုတဲ့ကလေးလေးမွေးတယ်ပေါ့နော်အဲ့ကလေးလေးမွေးတဲ့အချိန်မှာ Tonrette ကဒါပြောမှဆို market သွင်းနှောတူပေါ့နော်ဒါပေမဲ့သူ့အမေကလည်းဒီကလေးလေးရပြီဆိုတော့သူ့အဖေကိုဒီတိုင်း PR ဈေးတွေခတ်မနေတော့ဘဲနဲ့တရက် PR ဈေးမတိုက်ပဲထားလိုက်တဲ့အချိန်မှာသူ့အဖေကဒီတာမန်လူရဲ့အသိစိတ်ဝင်လာပြီးတော့သူ့အမေကိုထားပြီးထွက်ပြေးသွားတယ်ပေါ့အဲ့မှာဇက်ချောင်းကဒီ Vodamat ကသူ့အဖေသည်သူ့အမေကိုထားခဲ့တာဖြစ်တဲ့အတွက်လုံးဝဒီမကယ်သွေးမကယ်ပေါ့နော်ဒီလာမန်လူတွေကိုလုံးဝမုန်းတီးတယ်သူ့အဖေကိုလည်းသူ့ကိုယ်တိုင်တက်ပြစ်ခဲ့ပြီးတော့ဒီမျက်မြင်သက်တွေကိုမှတ်ညံပြောင်းတဲ့ပုံစံနဲ့သူ့ဦးလေးရတက်ပါတယ်ညီကိုချင်းတက်ပါတယ်ဆိုတော့မှတ်ညံကိုပြင်ပေးခဲ့တယ်ဒါ Vodamat ဇက်ချောင်းပေါ့နော်အဲ့ဒီမှာဘာလို့ကျွန်တော်ကြီးညွှန်းချင်တာလဲဆိုတော့အဲ့ဒီကိစ္စကိုကျွန်တော်တို့ကဘောလုံးကဘာကိုပြန်ချိန်ကြည့်လိုက်ရင်ဒီ order ဆိုတာကလုံးဝဒီထားတဲ့နေရာမှာနေဥပမာပတ်ကွာရီလာဆိုမင်းဘယ်တောင်မှထားရင်အတွင်းထဲကိုဝင်မလာနဲ့တီယာအော်နယ်ရီဆိုသူဒီဘာစီလိုနာမှာတော့ညာချမ်းဘယ်တောင်မှကစားရတယ်ညာချမ်းမက်ဆီရှိနေတဲ့ဇုံစီကိုသွားပေါက်ပြီးတော့ဒီ1-2တွေရိုက်ပြီးတော့အဖွင့်ကိုသွင်းလိုက်တယ်ပွဲတစ်ပွဲမှာပေါ့နော်အဖွင့်ကိုသွင်းလိုက်တယ်ဒုတိယပိုင်းကျတော့အော်နယ်ရီလူစားလဲလိုက်တယ်သူကအဲ့လိုဂိုးပဲသွင်းပတ်ကွာရီလာမင်း access ပဲလုပ်သူနေဆိုတဲ့နေရာမှာနေသူ tactical discipline ကိုဖောက်ဖျက်ရင်ဘာပဲလုံနိုင်ခွင့်မလုပ်ဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့သူတို့ဒီဒါစုံပေါ့နော်ဒီစုံသွေးအပြည့်ကိုကြိုက်တဲ့ပုံစံမျိုးတွေအဲ့လိုပဲ horse ကဘာမှာအဲ့ဒီမကယ်သွေးနှောပြီးတော့မွေးဖွားလာတဲ့နောက်တစ်ယောက်ရှိတယ် Severus Snape ပေါ့နော်ဒီ Severus Snape ကကြတော့ဒီသူ့အမေဆုံးသူ့အဖေကဒီတာမန်လူအဲ့လိုနှစ်ယောက်မွေးဖွားလာပြီးတော့သူကကြတော့ဒီ Dark Eater ပဲ Slytherin အဆောင်ပဲဒီ Vodamat နောက်လိုက်ပဲဒါပေမဲ့ तू ကဒီသူ့ကိုယ်သူသွေးနှောဖြစ်ရတယ်ဒီမကယ်သွေးနှောဖြစ်တာကိုအရန်ခုံယူတယ်ခုံယူတဲ့အကြောင်းကိုလည်းသူ့ရဲ့ဒီ portion subject ဖတ်စာအုပ်ရဲ့မျက်နှာဖုံးမှာသူ့နာမည်ကို Half-Blood Prince ဒီသွေးနှောမင်းသားဆိုပြီးရေးထားတဲ့အထီးပေါ့နော်အဲ့တော့အဲ့ဒါကိုဒီကျွန်တော်တို့ကမကယ်တွေကိုကျွန်တော်တို့ဘောလုံးကဘာကိုပြန်ချိန်ကြည့်လိုက်ရင်ဒါကိုကျွန်တော်တို့ chaos test လို့မြင်လို့ရတယ် chaos လို့မြင်လို့ရတယ်ဒီ system မှာမရှိဘူးလုံးဝကစားသမားဘယ်ဆုံးမှာပဲနေရမယ်ဒီတယောက်တစ်ယောက် distance ဘယ်လောက်ပဲနေရမယ်ဘယ်အချိန်မှာဘယ် option ရလာရင်ဒီ3ကန်တွေဖန်တီးရမယ်ဘယ်ကိုပဲပေးရမယ်ဘယ်အချိန်ဘယ်လောက်ဘယ်နှစက္ကန့်အတွင်းဘောလုံးကင်ဘယ်နှစက္ကန့်ပဲဘောလုံးကင်ရမယ်အဲ့စက္ကန့်ကင်ပြီးရတယ်ဘောလုံးလှုပ်ရမယ် ball release လုပ်ရမယ်ဆိုတဲ့ဟာမျိုးတွေမရှိဘဲနဲ့ကျုံလိုကန်လို့တော့မဟုတ်ဘူးเนาะအဲ့လိုမျိုး chaos ပုံစံမျိုးဖြစ်တာမျိုးရှိတယ်ဥပမာဒီ Young Club တို့Ancelotti တို့ Arsene Wenger တို့အဲ့ line လေးကိုနည်းနည်းလေးနှွယ်တယ်အဲ့မှာကျွန်တော်တို့အဲ့နှစ်ခုကိုပေါင်းဆက်ပြီးတော့သုံးတဲ့ trend တစ်ခုကဒါရှိဘောလုံးလောကမှာဖြစ်ပေါ်နေတယ်တကယ်တော့စီနဲ့ရေပဲဘာမှမဆိုင်ဘူးဒါပေမဲ့အဲ့ order တွေထဲမှာပဲဒီ positional order ထဲမှာပဲဒီ chaos ဖြစ်မှုကိုလာပြီးတော့ပေါင်းဆက်ပြီးတော့နှစ်ခုလုံးကိုတွဲပြီးတော့ပျော်ပျော်ကြီးသုံးနေတဲ့ trend ပေါ့နော်တော်တော်ကြီးသုံးနေတဲ့အသင်းတွေရှိတယ်အဲ့ဒါကိုကျွန်တော်တို့ကဒီဘောလုံးကဘာရဲ့ Severus Snape လို့ကျွန်တော်တို့ခေါ်လို့ရတယ်တကယ်သွေးနှောမင်းသားလုံးဒီသွေးနှောရတာကိုလည်းသူရောပျော်တယ်သူ့မှာဒီဆွဲကင်မှုကြီးဒီ order ခိုင်းရလာတယ်ဆိုတော့ဆွဲကင်မှုကြီးလည်းမရှိဘူးဒီဘက်က chaos ကိုလည်းသုံးချတယ်ဒီcontrol ထဲမှာပဲ chaos ဖြစ်နေတဲ့ပုံစံမျိုးကိုပြီးခဲ့တဲ့ရာသီ Arne Slot ကအဓိကကျင့်သုံးခဲ့တယ် Arne Slot ကအဲ့အကြောင်းကိုကျွန်တော်ထူးခြားတယ်အထင်ကြီးတယ်ဆိုတာအဲ့ဒါပါတယ်ပေါ့နော်လုံးဝခစ်ရှစ်ပြေးနေတယ်တော့မဟုတ်ပေမဲ့ဒါဒီ trend ကိုဥဆောင်ခဲ့တဲ့အထက်မှာပါတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဘာဖြစ်လို့ကျွန်တော်တို့ကဘက်ဂရာယူလာရောဒီ positional play တွေ positional order တွေကိုတဖြည်းဖြည်းစွန့်ခွာလာခဲ့ပြီပေါ့ဒီရာသီမှာဆိုဘာလို့အဲ့လိုစွန့်ခွာလာခဲ့တာလဲဆိုရင်ဘောလုံးရဲ့ trend ကိုကကျွန်တော်တို့က high present တစ်ခေတ်ကတဖြည်းဖြည်းကြာရိပ်ပြလာပြီအသင်းတော်တော်များများက high present ကိုမပေးတော့ဘူးဒီ man to man pressing ဟိုတိုက်ဆက်လိုက်တက်ပြီးတော့ခံစစ်မှာလည်းဒီ1 vs 1ကြံခဲ့မယ်ဆိုတဲ့ပုံစံမျိုး pressing တွေကိုမပေးတော့ဘူးအဲ့ဒါကို short ချလာပြီဘာဖြစ်လို့လဲဆိုတော့အဓိကဒဏ်ရာပြဿနာတွေပေါ့နော်ဒီ high intensity game ကိုကစားတဲ့အခါမှာဒဏ်ရာတွေပို့ပြီးတော့ရလွယ်တယ်ဆိုတဲ့အနေအထားဒီပွဲတွေကလည်းကြက်တယ်ပွဲစဉ်ရလည်းကြက်တယ်ဆိုတဲ့အနေအထားမှာဒီအသင်းတွေကဘာလုပ်လာလဲဆိုရင်ပြိုင်ပွဲရဲ့ back line ကို AC ဘောလုံးပေးကင်နေသူက mid block လေးကစားရင်ကစားမယ်ဒီ low block ကစားရင်ကစားမယ်ရှေ့ကတော့သူ 442 နဲ့ block ရင်လည်း block မယ် 451 နဲ့ block ရင်လည်း block မယ်ပေါ့နော်ဒါကတော့အမျိုးမျိုးရှိတယ်ဒီ 442 mid block ဆိုတဲ့ဟာကြီးကပြီးခဲ့တဲ့ရာသီမှာဆိုတော်တော်လေး trend ဖြစ်သွားပြီဒီခံစစ်ကစားတဲ့အသင်းတွေနဲ့အဲ့တော့ Guardiola တို့ရဲ့ဒီ positional order ကြောင့်ဘယ်လိုဖြစ်နေတာလဲသူက midfield overload တွေလုပ်မယ်ဒီပြိုင်ပွဲရဲ့ pressure တွေကိုဖိတ်ခေါ်မယ် bait လုပ်မယ်ပေါ့နော်ဖိတ်ခေါ်ပြီးတော့မှသူကအဲ့ line တွေကိုကြော်ဖြတ်မယ် penetration pass တွေနဲ့သွားမယ်ဆိုတဲ့ပုံစံမျိုးကိုသွားတယ်ဒါပေမဲ့အဲ့တစ်ဖက်ခံစစ်ကစားတဲ့အသင်းကဒီ present တက်မပြီးတဲ့အခါမှာဒီဟာကဘောလုံးလောကမှာတော်တော်လေး
အရင်ခက်ကိုပြန်သွားတဲ့ပုံစံမျိုးရောက်သွားတယ်အဲ့တော့တက်မပေးဘူးဆိုဘောလုံးဆွဲပြေးမယ်ဒီ 1vs1 scenario တွေပြန်သွားမယ်ပေါ့နော်ဒီ offensive duel တွေလုပ်မယ်အဲ့လိုပဲခံစစ်နေထားတွေမှာလည်းဒီ ခံစစ် duel တွေလုပ်မယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့ကမြင်ခဲ့ရတယ်အဲ့တော့ခုနပြန်ချိတ်ရရင်ဘာလို့ဒီ order နဲ့သွားတဲ့နီးပြခိုင်းတွေကဒီ chaos ကိုပေါင်းဆက်လာရလဲဆိုရင်အဲ့ high present တကယ်ကြာဆုံးလာလို့ပဲကျွန်တော်တို့ဒီအချက်လက်အားဖြင့်ကြည့်မယ်ဆိုလဲဒီအသင်းကြီးတွေရဲ့ PPTA လို့ခေါ်တဲ့ဒီ pass by defensive action ပေါ့နော် pass by defensive action မှာတော်တော်လေးရောကြလာပြီရောကြလာပြီဆိုတော့များလာတယ်လို့ပြောလာဒီကဥမာ PPTA 3တို့4တို့ရှိတယ်ဆိုတာဒါကောင်းတယ်ပေါ့ပြိုင်ဘက်ကို3 4ဆိုတာပြိုင်ဘက်က pass 3-4ချက်ပဲပေးရတယ်ကိုကဘောလုံးတက်ပြီး high present ပေးပြီးလူလိုက်ပြီဆိုတဲ့ပုံစံမျိုးခုနောက်ပိုင်းကျတော့ဒီအသင်းကြီးတွေရဲ့ PPTA တွေကဥမာတန်းနေပြီးတော့10ချက်ကနေ15ချက်ဖြစ်လာတယ်ဆိုတဲ့ပုံစံမျိုးဖြစ်လာတယ်နောက်ထပ်တစ်ချက်ဒီ BDP လို့ခေါ်တဲ့ဒီ beta description percentage ပေါ့နော်ပြိုင်ဘက်ရဲ့ beta ကိုတက်ပြီးတော့နှောက်ယှက်တဲ့ရာခိုင်နှုန်းတွေမှာလည်းဒီလက်ရှိဘောလုံးလောကမှာ Premier League ကတော်တော်လေးကိုကြာဆင်းလာပြီသဘောကသူတို့ဒီ high present မပေးတော့ဘူးပေးနေတဲ့အသင်းတွေတော့ရှေ့ကောင်းရှေ့အောင်မယ်ပေါ့နော် high present တိတ်မပေးတော့ဆိုတဲ့ trend တွေကြာဆင်းလာတဲ့အချိန်မှာဒီ order နဲ့ positional play ကအရန်ယုံညင်းငွေလာတယ် ball circulation တွေအရန်များတယ်ဒီ slow and intricate ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုအရန်များလာတဲ့အချိန်မှာလုံးဝဒီ chaos ကိုမဖြစ်မနေပေါင်းဆက်လာရတယ်အဲ့မှာပြီးခဲ့တဲ့ຢာဒီ Arne Slot ကအဲ့ဒါကိုလုံးချတယ်ဒီ Young Clock ထားခဲ့တဲ့အသင်းမှာ chaos ဖြစ်မှုတွေအများကြီးရှိတယ် Young Clock နဲ့ဒီ Palenta ထားခဲ့တဲ့အသင်းမှာအဲ့ chaos ဖြစ်တဲ့ဟာတွေကိုသူကတကယ်တော့ Arne Slot ကဒီ Pep Guardiola ကိုအရင် inspire ဖြစ်တဲ့နည်းပြကြိုက်တဲ့နည်းပြအဲ့တော့ तू ကဘာလုပ်လိုက်လဲဆိုတော့အဲ့နှစ်ခုကိုရောဆက်ပြီးတော့ပေါင်းဆက်လိုက်တယ်ကိုကွန်ဘက်ချမ်းမှာဆိုတော့ဒီ order ကိုအပြည့်အဝလိုက်နာရတယ်ဒီ order ဆိုတာဒီphoto ပေးတဲ့မှာဒီ fullback တွေကလုံးဝအချင်းချင်းလေးနေရာယူထားရမယ်ဒီနောက်တန်း၄ယောက်ရယ်ကိုသမားရယ်ဒီ double pivot 2ယောက်အဲ့9ယောက်ရဲ့ distance အကွာအဝေးကလုံးဝတယောက်နဲ့တယောက်ကို3မီတာ4မီတာကြားပဲရှိရမယ်ဆိုတဲ့ order ဒီ order ကိုတော့သူလုံးဝအပြတ်မခံဘူး first period ကိုတည်တယ်တဲပြီးတော့ဒီဘောလုံးကလွတ်တော်သွားပြီးကန်တင်လိုက်တာဒီ first to third ပေါ့နော်ဒီဆာလာစီကို drive ကန်တင်တာပဲဖြစ်ဖြစ်အဲ့လိုဒီ way နဲ့မဟုတ်ဘဲနဲ့ဒီ grand back ကိုဗန်ဒိုက်က grand back ကိုပေးလိုက်ပြီး grand back က no touch stand လေးတွေလုပ်ပြီးလှည့်ထွက်သွားပြီးပွင့်သွားပြီဆိုတာနဲ့သူက penetration ကိုစတိုက်လုပ်တယ်ဟိုဘက် queen back ချမ်းကိုရောက်သွားပြီးဒီပြိုင်ဘက်ကိုမျက်နှာမူလိုက်ရပြီဆိုတဲ့အနေအထားဖြစ်သွားပြီဆိုတာနဲ့လုံးဝဒီ chaos မှုကိုချိန်ပလိုက်တယ်အဲ့တော့ဒီ control ထဲမှာပဲရှိနေတဲ့ chaos ပေါ့နော်ဒီလိုဖြစ်မှုကိုကျွန်တော်တို့ကwith chaos with control ဆိုပြီးကျွန်တော်တို့ခေါ်လို့ရတယ်ပေါ့နော်အဲ့တော့ Arne Slot လုပ်ခဲ့တာအဲ့ဒါပဲပြီးခဲ့တဲ့ຢာဒီကဒီနှစ်ခုကိုရောပြီးတော့ပေါင်းဆက်ပြီးသုံးရတာအရန်ထင်ကြီးဖို့ကောင်းတယ် Pep Guardiola ကိုယ်တိုင်ဟောဒါ model football ဆိုပြီးတော့သူဝန်ခံရတယ်ဘာလို့ model football ဆိုပြီးဝန်ခံရလဲဆိုတော့သူကိုယ်တိုင်ဒါကိုသွားဖို့သူချင့်ကပ်ခဲ့တယ် Pep Guardiola မှာအရန်အောင်ဖို့ကောင်းတဲ့အချက်ကအဲ့ဒါပဲပေါ့နော်ဟိုပြောမယ်ဆိုဒီ forward to mid block တွေပေါ်လာဆိုတာပြီးခဲ့တဲ့ဒီတစ်နှစ်ခွဲလောက်ပဲရှိအောင်ပဲဒါပေမဲ့ Pep Guardiola အဲ့လိုဖြစ်လာတော့မယ်ဆိုတော့ကြိုတီးခဲ့တယ်ကြိုတီးလို့ तू ကဒီသူ့ရဲ့ positional order တွေကိုနည်းနည်းလေးဖြည့်လျှော့ပေးဖို့ပေါ့နော်လုံးဝစွန့်လွတ်တာမဟုတ်ဘူးဒီပို့ပြီးတော့ adventurer ဖြစ်တဲ့ပုံစံမျိုးစွန့်စားတဲ့ပုံစံမျိုး high pass high risk high reward ပေါ့နော်ဒီ sassy pass တွေနဲ့သူ progressive သူကဒီ verticality ကိုသူတင်ဖို့သူဆုံးဖြတ်ခဲ့တယ်အဲ့ဒါကိုကျွန်တော်တို့ဘယ်ကနေခြေရကောက်လို့ရလဲဆိုတော့အာလင်းဟာလန်ကနေခြေရကောက်လို့ရတယ်ဒေါကူစီကနေခြေရကောက်လို့ရတယ်နောက်ဆုံးဒီ queen လေမှာဒီကိုဗာချစ်တို့ဒီနောက်ပြီးတော့ဒီမာတီယက်နူနက်ဆိုတာဒါဘူးပြောက်သွားလို့ပါဘူးဘာနှံရောက်သွားလို့ဒီ sporting list ဘရိုမှာဆိုလုံးဝဒီ progressive carry တွေလုပ်ပေးနိုင်တဲ့ကစားသမားပေါ့နော်အဲ့လိုမျိုးသူတို့ဒီ queen လေမှာနေပြီးတော့ဒီ chaos မှုတွေကိုပေါင်းထည့်လာမယ်ဆိုတဲ့အယူဆဒီ order နဲ့ဒီ chaos နဲ့ပေါင်းဆက်မယ်ဆိုတဲ့ဒီခုနကကျွန်တော်တင်စားသလိုပြောရရင်ဒီတွင်းတော်မင်းသားလိုဂုံယူစွာနဲ့ပျော်ပျော်ကြီးပေါင်းဆက်ပြီးသွားမယ်ဆိုတဲ့အယူဆ Pep Guardiola အရင်လှမ်းခဲ့တာ3နှစ်လောက်ရှိပါပြီဒါပေမဲ့ तू ကမအောင်မြင်ဘူး तू မအောင်မြင်ဘူးဆိုတာလည်းဒီအခုလိုမျိုးနော်ဒီ Reinders တို့ဟိုရောက်မလာသေးရလဲပါကောင်းပါမှာပေါ့ဒါပေမဲ့ channel သိန်းတွေကအဲ့ဒါကို live လုပ်ပြီးတော့အောင်မြင်သွားတယ် Arne Slot အဲ့ဒီအချိန်မှာဒီရာဒီမှာဆိုတော့ဒီ Pep Guardiola ကဒီ chaos ကိုပေါင်းဆက်ဖို့ကိုတော်တော်ကြီးပြင်ဆင်လာပြီပေါ့နော်ဒါကျွန်တော် Soccer House မှာလည်းပြောထားပါတယ်ဒီ Palenta ကိုခေါ်ယူလိုက်တာဒီဟာကိုလုပ်ချင်လို့ဒီ Palenta Liverpool မှာ club နဲ့ဒီ chaos football ကိုကစားခဲ့ chaotic football ကိုကစားခဲ့တာပေါ့နော်အဲ့တော့ဟိုကျွန်တော်တို့ပြန်ပြီးချုပ်ပြီးပြောရမှာဆိုပြီးခဲ့တဲ့ရာဒီ Arne Slot လုပ်ခဲ့တာတွေကလုံးဝအသစ်တွေကျွန်တော်ကဒီမှာဟိုတော်တော်တိတာထင်ရှားတဲ့ Coronavirus ကိုဒီ role ပြောင်းလိုက်တာတွေပါကျွန်တော်မပြောတော့ဘူးသူရဲ့ဒီ philosophy သုံးရတဲ့ ideology တွေကလုံးဝအသစ်တွေကြီးပဲအဲ့တော့ကျွန်တော်တို့ဒီယာဒီပေါ့ဒီယာဒီကိုပြန်ကြည့်လိုက်မယ်ဆိုရင် Arne Slot ကပြီးခဲ့တဲ့ယာဒီတွေကသူ့အသင်းက Pep Guardiola လည်းပြောထားတယ် modern ဖြစ်ပြီးသားအဲ့တော့ဒီယာဒီမှာအဲ့ဒါကိုပဲဘာလို့ထပ်ပြီးတော့မကျင့်သုံးတာလဲဆိုရင်တော့ဒီ squad balance မဖြစ်လို့ဒီအသင်းကခေါ်ယူပေးလိုက်တဲ့ကစားသမားတွေရဲ့ဟန်ချက်မညီဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ကပြီးခဲ့တဲ့ရာသီအတိုင်းကစားလို့မရဘူးတကယ်ကတော့ပြီးခဲ့တဲ့ရာသီက Luis Diaz ကကစားခဲ့တဲ့ Force 9ပေါ့နော်ထားပါတော့sorry ပါတန်လေးတွေဝင်တယ်
ရာသီအစမှာတော့ပြောမှဆိုဒီကိုကြော်တာပေါ့အဲ့နေရာကိုကျွန်တော် Florian VS ထည့်လိုက်ပြီဆိုသူ Islot ကျင့်သုံးခဲ့တဲ့နီးဗျူဟာလုံးဝ perfect ဖြစ်သွားမယ်ဒါပေမဲ့ तू က modern ဖြစ်ပြီးသားအသင်းကို तू စီ squad ဘယ်လည်းမဖြစ်တဲ့အခါမှာထပ်ပြီး modernize စွတ်ကြီးထပ်လုပ်နေရတဲ့ပုံစံမျိုးတော့ရှိတယ်ဘယ်လိုပဲအနေနဲ့ဒါကကျွန်တော်ကကောင်းတယ်လည်းမပြောဘူးမကောင်းလည်းမပြောဘူးဒါ तू မဖြစ်မနေပြီးခဲ့တဲ့ယာတီကသူ့ရဲ့နီးဗျူဟာ ideology ကိုမဖြစ်မနေပြောင်းလဲရမယ့်အခြေအနေဖြစ်လာလို့ပြောင်းလဲရတယ်လို့ပဲမြင်တယ်နောက်တန်းမှာဒီ Trent Alexander-Arnold မရှိတော့ဘူးဒီတိုက်စစ်မှာဆိုလဲဒီ chaos ဖြစ်တဲ့ဒီ chaos player လို့ပြောလို့ရတယ်လူဝစ်တီကမရှိတော့ဘူးအဲ့လိုအနေအထားမျိုးမှာသူ့ရဲ့ system တွေဒီ attacking pattern လည်းပြောင်းတယ် sorry ပါအတန်တရားစတိုက် attacking pattern လည်းပြောင်းတယ်ဒီ present မှာဆိုလဲ shape ကိုပြောင်းထားရတယ်ဒါပေမဲ့အဲ့ဒါတွေဟန်ချက်မညီသေးဘူးအဲ့တော့ Arne Slot လက်ရှိ၃ပွဲသက်တိုက်ရှုံးသည့်တိုင်အောင်အဆင့်တစ်ကအတင်းနဲ့နှစ်ပွဲသက်ပေါ့နော်ဒီပရီးမီးယားလိစစ်တစ်ကတင်းနဲ့တမတ်ပဲကွာနေတယ်ဆိုတဲ့အနေဒါအရင်စိတ်ပြက်စရာအနေဒါမဟုတ်ဘူးနောက်ဆုံးကျွန်တော်ကုန်ပြောရရင်ဟို Arne Slot ကိုဘာဖြစ်လို့အဲ့လောက်ကြီး expectation မြင့်နေရတာလဲဟိုရောက် club နေရာကိုဝင်လာမယ်ရောက်လာတာနဲ့ဟို Premier League Champion နှစ်ဆက်တိုက်ယူရမယ် back to back ယူရမယ်ဆိုပြီးမျှော်လင့်ထားကြတာလားအဲ့လောက် expectation များနေတော့ဒါစိုးရင်စရာကောင်းတယ်ဒီက Champion ခြေစွမ်းမဟုတ်ဘူးဟိုဟုတ်ဖို့လည်းတော်တော်ရုန်းကန်အောင်အဲ့လိုမဟုတ်ဘူးဒီ top 3လောက်ပေါ့နော်ဒီအားလုံးခံမှန်းထားတဲ့အတိုင်း Arsenal Man City Liverpool ဒီတိုက်တဲ့ contractor 3သိန်းမဲ့ပြေးမယ်ဆိုတော့ပြိုင်မြင့်3កောင်မယ်ဆိုရင်တော့အဲ့ဒီဒါစိုးရင်စရာမဟုတ်ဘူး Liverpool မှာကောင်းလာစရာဟိုညီကိုတို့မျှော်လင့်ထားလို့တော့မရတဲ့ကောင်းလာနိုင်တဲ့အခြေအနေတွေမြင်ကွင်းတွေကျွန်တော်မြင်တွေ့ခဲ့ထားရတယ်ဟိုအဲ့အနက်တွေရထားတယ်ကောင်းလာပြီဆိုရင် Liverpool ကဘယ်သူမှတော့ခံမှန်းလို့မရအောင်ကောင်းသွားနိုင်တယ်အဲ့ဒါကျွန်တော်ပြောသလိုပဲဒီယာတီမှာလည်းဟုတ်ချင်မှဟုတ်မယ်ယာတီဝက်မှာကောင်းလာရင်လည်းကောင်းလာလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့စိတ်ရှည်ဖို့လိုတယ်ဟို Arne Slot ပေါ်အရင်ကျွန်တော်တို့ PR တွေအရင်ပေးလို့မရဘူးဟိုနောက်ပြီးတော့သူတခြားလူတွေပြောနေလို့မျိုးဒါအရင် club ကြောင့် Arne Slot ပိုဆွဲတယ်ဆိုတာကိုကျွန်တော်လုံးဝလက်မခံဘူး Arne Slot ပြီးခဲ့တဲ့ရာသီကပိုဆွဲတယ် Premier League ရတယ်အဲ့ Arne Slot ရဲ့အေးချင်းပဲဒီရာသီ Arne Slot တန်းဆုံးရမယ်အဲ့ဒါလည်း Arne Slot ပဲအခုကဟိုပြည်သက်တွေကဘယ်လိုမျိုးတော့ဖြစ်ချင်လဲဆိုရင် Premier League ဖလားရရင်ရန် club ကြောင့်ဒီ Carabao Final တက်ရင်ရန် club ကြောင့်အဲ့ final မှာရုံရင်Arne Slot ကြောင့်အဲ့လိုမျိုးလေးတော့ဖြစ်ချင်တယ်ဟိုအဓိကကတော့အဲ့ Arne Slot ရဲ့ရှေ့မှာတခြားနည်းပြတယောက်တာဆိုရင်တော့အဲ့လောက်ကြီးမဟုတ်ဘူးအခုက Arne Slot ကို Arne Slot ကဒီ scapegoat ဖြစ်နေတာပေါ့နော်ပြောမယ်ဆိုရင် Arne Slot ကအဲ့လောက်ကြီးအရေးချင်းတွေဘာတွေဆိုတာထက်ဟိုအရင်မျက်မုံးကျိုးတယ်ဆိုတာထက်ဟိုဒီတစ်ဖက်ကရန် club ရဲ့ဂုဏ်တော်ကိုသွားပြီးတော့ချီးမွမ်းကျင်တဲ့အခါမျိုးမှာဒီ Arne Slot ကိုခြာနှင်းစရာအဖြစ်သွားပြီးမြင်နေတဲ့ပုံစံမျိုးတွေကတော့အတော်လေးစိုးတယ်လွယ်တယ် logically လည်းမကြဘူးလို့တော့ကျွန်တော်တော့မြင်ပါတယ်ဒါကတော့ကျွန်တော် Arne Slot ရဲ့အကြောင်းဒီပြီးခဲ့တဲ့ယာတီကအခုယာတီရောဟိုရိုင် club နောက်ဆုံးယာတီရောအဲ့ဒါဒီ3ယာတီနီးဗျူဟာ3ခုဖြစ်ပါတယ်ဟို philosophy 3ခုဖြစ်ပါတယ် ideology 3ခုဖြစ်ပါတယ်လုံးဝမတူပါဘူးဟို Arne Slot ရိုင် club ထားခဲ့တဲ့အသင်းဆိုတာကြီးကကျွန်တော်တို့ကဒီပြတယောက်ကဝင်လာရင်တော့ဟိုကျွန်တော်တို့ပြောလို့ပဲနီးပြအဖွဲ့ကိုခေါ်သွားသလိုပဲကစားသမားတွေကိုသူရိုင်ကလော့ပြောင်းတဲ့အသင်းကိုခေါ်သွားလို့ရတဲ့ဟာမျိုးမှမဟုတ်တာဒါကတော့ဟိုရိုင်ကလော့လက်ထက်မှာလည်းကျွန်တော်တို့ကကစားကွက်ကောင်းနေမြင်ရရဲဆိုတာလည်းရှိသလိုဟိုကန်တင်ပြေးကြီးနဲ့ဘာတွေလုံးနေမှမသိတဲ့ပုံစံမျိုးတွေလည်းရှိပါတယ်ဒါကတော့ဟိုမှတ်မိကြပါတယ်ဒီຢာတွေတော့ပြည့်သက်တွေကတော့ဒါပေမဲ့လက်ရှိအချိန်မှာတော့ဟိုArne Slot ပေါ်ထားတဲ့ expectation တွေကတော်တော်လေးများရလို့ပြောလို့ရတယ်ဟိုရောက်လာတာနဲ့ဟို Premier League ဖလား2ချိန်ဆက်ယူရမယ်ဆိုတဲ့ပုံစံမျိုးကြီးတော့ဖြစ်နေတာကိုမြင်ရတယ်ဒါလေးကိုဟို Arne Slot ပေါ်လဲနားလည်မှုမလွဲရအောင် Arne Slot လုပ်နေတဲ့အရေးစနစ်တွေလည်းအတိမတ်ပြုတ်ပေးနိုင်အောင်လို့ကျွန်တော်ဒီဗီဒီယိုလေးကိုတင်ဆက်ခြင်းဖြစ်ပါတယ်ကျေးဇူးအားပေးခဲ့ကြတဲ့Liverpool H တွန်တဲ့ပရိသတ်များအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ